ကွန်ပျူတာကောင်းသုံးတတ်လားမသုံးတတ်ဘူးဒါဆိုလို့ရှိရင် English typing လေးရောကျွတ်ကျွတ်ကျင်ရိုက်တတ်လားအရင်တွတ်တက်လက်လက်ကြီးမရိုက်နိုင်နေဘူးရှောက်တဲ့ position ကပါလဲ personal assistant ဒါဆိုဘာ experience နေရှိခဲ့လဲအဲ့လိုလဲထူးထူးမရှိခဲ့ဘူးယူရိုပတ်ဝန်းကျင်မှာအဲ့လိုလူမျိုးတွေမြင်ဘူးလားကြုံဘူးလားကျမကတော့မြင်ဘူးတယ်ကြုံဘူးတယ်စိတ်လဲအရင်ညစ်ရရပေါ့နော်ဘာကျွမ်းကျင်မှုမှလည်းမရှိဘူးဘာတွေးကြုံမှလည်းမရှိဘဲနဲ့ तू ကနေရလိုချင်တဲ့လူဖြစ်နေလို့လေအဲ့လိုလူကိုနေရာတစ်ခုပေးလိုက်မယ်ဆိုလို့ရှင်ဘာတွေဖြစ်လာမယ်လို့ထင်လဲတေချာတာကတော့ဘာမှအဆင်ပြေမှာမဟုတ်ဘူးသူ့ကိုလက်တွဲခေါ်ရတာနဲ့တင်အလောက်ကရှေ့ရောက်တော့မှာမဟုတ်ဘူးလေနော်ဒါကလက်တွဲမခေါ်ချင်လို့ပြောတဲ့သဘောတော့မဟုတ်ပါဘူးလေကတစ်တွေကိုတတိချင်းတက်တာအထီးခိုင်နေပေမဲ့ခုံပြန်ကြော်လာပြီးတက်တာကြတော့မတော်လို့ချီချော်ကြလို့ရှင်အထီနာမှာကိုပဲလေနော်ကံကောင်းထမစွာနဲ့နေရာတစ်ခုရခဲ့တယ်ဆိုရင်တော့ရေရှည်မှာလုံးဝအဆင်ပြေမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ you ကအဲ့ဒီနေရာကိုရဖို့မထိုက်တန်နေလို့ပါခက်မြင့်မြင့် position လို့ချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါနဲ့ညီမျှတဲ့တာဝန်ယူမှုတွေဆိုတာလည်းရှိလာမှတေချာပေါက်ပါပဲအဲ့ဒီတာဝန်တွေကိုယူနိုင်တဲ့အရေးချင်းရှိလားရှုပ်ထွေးတဲ့အခြေအနေလေးတွေဖြစ်လာရင်ဖြည့်ရှင်းနိုင်တဲ့အရေးချင်းရှိလား position မျက်နှာနဲ့အများတာဝန်ယူမှုတာဝန်ခံမှုတွေဆိုတာလည်းအများရင်ဆိုင်လာရမှာပါအဲ့ဒီ position ရရတဲ့ pressure တွေ stress တွေကိုလည်းခံနိုင်ရှိအောင်မှလည်းဖြစ်မှာလေကိုထင်ထားတဲ့နေရာနဲ့လက်တွေ့ရင်ဆိုင်နေရတဲ့နေရာတခြားစီဖြစ်နေတော့ကိုစိတ်တွေပင်ပန်းလာမယ်တကယ်မှာကျတော့အဲ့လိုတာဝန်တွေကိုကမယူနိုင်ဘူးဖြစ်နေရဲ့ပူပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့အဲ့ဒီတာဝန်တွေယူနိုင်တဲ့အရေးချင်းမရှိသေးရပါလေအဲ့တော့ဘယ်လိုလုပ်ကြမလဲဘယ်လိုဆုံးဖြတ်ရမလဲရှေ့ဆက်သွားမလားဒါမှမဟုတ်နောက်ပြန်ဆုံးမလားဒီအခြေအနေကနေရုံထွက်ဖို့အတွက်ကြိုးစားရတော့မယ်တစ်ဖက်မှာလည်းသူ့ကိုဒီ position ကိုတာဝန်ပေးထားတဲ့လူကသူ့ရဲ့အခြေအနေအမှန်ကိုရိပ်မိလာပြီဒီအခြေအနေမှာရွေးချယ်စရာရှိပါတယ်ကိုအယိုးသားဆုံးဝန်ခံခြင်းမှာဘာမှမသိသေးမတက်သေးတဲ့အတွက်ဟိုးအစအနေပြန်စမလားဒါမှမဟုတ်လို့ရှင်လေအဝေးကိုထွက်ပြေးမလားကိုယ့်ရဲ့ရွေးချယ်မှုကကိုဘယ်လိုလူလဲဆိုအောင်ဖော်ပြရမှာပါဒါဆိုရင်ကျမတို့လည်းနေရာပဲလို့ချင်ပြီးတာဝန်ယူခြင်းစိတ်မရှိတဲ့လူတာဝန်မယူနိုင်တဲ့လူမဖြစ်အောင်လို့ကြိုးစားနေထိုင်ကြရအောင်နော်နောက်ထပ်လည်းအကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုကြိုးစားပြီးတင်ပေးတော့မှာမို့လို့ကျမရဲ့ channel လို့လည်း subscribe လုပ်တော့ပေးပါအောင်နော် bye bye